ဒီနေ့ကတော့ University ရဲ့နောက်ဆုံးနေ့ဆိုပေမဲ့ real world ရဲ့အစပိုင်းကိုမြင်လိုက်ရတယ်လို့ခံစားရတယ်။ Hey အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အဆက်ပါဒီနေ့ vlog ကတော့ကျွန်တော်ရဲ့တက္ကသိုလ်တက်ရတဲ့နောက်ဆုံးနေ့လေးပေါ့နော်ထူးထူးခြားခြားအောင်မှာဒီနေ့မှာကျွန်တော်တို့ pitching presentation တိုင်ဖို့ရှိရပါတော့ကျွန်တော်အဖွဲ့နဲ့အတူတူပြန်တကယ် client တွေကိုတွားပြီးတော့ကျွန်တော် presentation လုပ်ပြမှာပေါ့နော်အားလုံးကလည်းတကယ်ကိုပြင်ဆင်ထားကြရဲ slide တွေစစ်ကြရဲ speech တွေ practice လုပ်ကြရဲ design တွေကိုလည်း professional ဖြစ်အောင်ကျွန်တော်တို့ပြင်ဆင်ထားကြရဲဒီလို moment တွေက classroom ထဲမှာ theory သင်တာတက်ပို့ပြီးတော့ real world နဲ့နီးစပ်တဲ့ experience ကိုပေးရလို့ကျွန်တော်ခံစားရတယ်ခုဆိုရင်တော့ကျွန်တော်တို့ presentation လုပ်မယ်အခန်းထဲကိုရောက်နေပြီပေါ့နော်အဖွဲ့ကြီးလည်းအားလုံးစုံနေပြီကျွန်တော်တို့အားလုံးလည်း nervous ဖြစ်နေတယ်ဘာလို့ဆိုတော့အဖွဲ့ကစုစုပေါင်း5ဖွဲ့ပြိုင်မှာအဲ့ဒီမှာဝင်တာတစ်ဖွဲ့ရွေးမှာပေါ့နော်ကျွန်တော်တို့အခု presentation တော့စရမယ်အဲ့တော့ let's go ကြည့်လိုက်အောင် University မှာကျွန်တော်တို့ theory သင်ခဲ့ကြရတယ်ဒါပေမဲ့ဒီလို presentation တွေကတော့ idea ကိုဘယ်လို communicate လုပ်ရမလဲ team နဲ့ဘယ်လိုအလုပ်လုပ်ရမလဲ client ရှေ့မှာ professional ဖြစ်အောင်ဘယ်လို present လုပ်ရမလဲဆိုတာတွေကိုသင်ပေးပါတယ်အထူးသဖြင့် pressure ရှိတဲ့အချိန်တွေမှာကိုယ့်ရဲ့ idea ကိုရှင်းရှင်းလင်းလင်းပြောနိုင်ဖို့ကတကယ်ရေးကြည့်ပါတယ်ဒီနေ့ကတော့ University ရဲ့နောက်ဆုံးနေ့ဆိုပေမဲ့ real world ရဲ့အစပိုင်းကိုမြင်လိုက်ရတယ်လို့ခံစားရတယ်နောက်ဆုံး result announce လုပ်လိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့ team က first runner up ရခဲ့ပါတယ်winner မဖြစ်ခဲ့ပေမဲ့လည်းဒီ result ကကျွန်တော်တို့အတွက်တကယ် proud ဖြစ်စရာ moment တစ်ခုပါပဲ result တွေကြီးညာပြီးနောက်မှာတော့ကျွန်တော်တို့ Alan group photo ရိုက်ချပြီး presentation ပွဲလေးကတော့ပြီးဆုံးသွားပါတယ်Okay ခုဆိုရင်တော့ကျွန်တော်ရဲ့တက္ကသိုလ်ကျောင်းသားဘဝကြီးကတော့ officially ပြီးဆုံးသွားပါပြီဒီကျောင်းပြီးတဲ့နေ့မှာကျွန်တော်နားလေသဘောပေါက်သွားလေးတစ်ခုရှိရပါတော့ကျွန်တော်တို့ကကျောင်းတက်နေတုန်းမှာပဲသင်ယူမှုကိုလုပ်ရမှာမဟုတ်ဘူးပေါ့နော်တစ်သက်လုံးကျွန်တော်တို့ကသင်ယူမှုကိုရပ်တန့်လို့မရဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့လေကျွန်တော်အပိုထပ်ဆောင်ဘာသာရပ်တွေကိုလေ့လာဖြစ်တဲ့ website လေးတစ်ခုရှိတယ်အဲ့ website လေးကိုလည်းအားလုံး share ပေးချင်တယ်အဲ့ဒါဘာလဲဆိုတော့ Futura School ဆိုတဲ့ website လေးပဲဖြစ်ပါတယ်Futura School က online learning platform တစ်ခုဖြစ်ပြီးတော့ digital skill တွေ creative skill တွေ marketing design UX digital learning နဲ့ပတ်သက်တဲ့ skill တွေကိုကိုယ့်အချိန်နဲ့ကိုယ်လေ့လာလို့ရတဲ့ platform တစ်ခုပါ Futura School ကိုဘယ်လိုအသုံးချရမလဲဆိုတာပြောပြပါမယ်ပထမဆုံး Futura School website ကိုဝင်ပါပြီးရင် available courses တွေကိုကြည့်ပြီးတော့ကိုယ့်ကိုယ်နဲ့ကိုက်တဲ့ course ကိုရွေးလိုက်ပါဥပမာကိုက digital marketing လေ့လာချင်တာလား product management ဘိုင်းကိုလေ့လာချင်တာလား UX နဲ့ user experience ဘိုင်းကိုစိတ်ဝင်စားရလားဆိုတာကိုသတ်မှတ်ပါ course ရွေးပြီးသွားရင် lesson တွေကို entertainment video ကြည့်တယ်လို့မကြည့်ဘဲနဲ့တကယ် skill တိုးချင်တော့ note taking လုပ်ပါ post လုပ်ပြီးတော့ summary ရေးပါပြီးရင်ချက်ချင်း practice လုပ်ကြည့်ပါlearning ကကြည့်နေုံနဲ့မပြီးပါဘူး apply လုပ်မှ skill တစ်ခုဖြစ်လာတာပါစာတင်လို့ရတဲ့ website တက်ပဲမဟုတ်ဘူးเนาะအထဲမှာဆိုရင်ကျွန်တော်တို့ social media တွေလိုမျိုး post တွေတင်လို့ရရှိတယ်တငယ်ချင်းတွေအပ်လို့ရရှိတယ်တငယ်ချင်းအသစ်တွေမိတ်ဖွဲ့လို့ရတယ်စကားတွေပြောလို့ရတယ်ကိုယ့်နောက်ကိုချက်လို့ရတယ်ပေါ့နော် extra လည်းပါတော့ကြောင့်မလို့ကျွန်တော်ကတော့တော်တော်သဘောကျတယ်ကျွန်တော်အခုဆိုရင်လည်းဒီသူတို့ရဲ့ digital marketing course လေးကိုကျွန်တော်စမ်းတက်ကြည့်ရအရန်အဆင်ပြေလို့အားလုံး share ပေးလိုက်တာဖြစ်ပါတယ်Okay ဒါကြောင့်မို့လို့ Futura School မှာကျောင်းတက်ချင်တဲ့သူတွေအတွက်လည်းသတင်းကောင်းလေးတစ်ခုရှိပါတယ်အခုဒီ video ကိုကြည့်နေတဲ့သူတွေရဲ့မှာတက်ချင်တယ်ဆိုတော့ကျွန်တော်အပေါ်မှာပြထားတဲ့ code လေးကိုသုံးမယ်ဆိုရင်ပထမဆုံးသုံးတဲ့ကျောင်းသားအယောက်20ကို30% off ပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့စိတ်ဝင်စားရဆိုတော့ကျွန်တော်အခုပြထားတဲ့ Futura School page လေးမှာလည်းတွားရဆုံစမ်းလို့ရတယ်ပြီးတော့ကျွန်တော်အခုပြထားတဲ့ Futura School website ကိုလည်းတွားပြီး explore လုပ်ကြည့်လို့ရပါတယ်အခုကြည့်နေတဲ့လူကကျောင်းသားပဲဖြစ်ဖြစ်အလုပ်လုပ်နေတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ရဲ့ learning ကိုမရပ်တန့်ချင်ဘူး skill တွေကို upgrade လုပ်ချင်တယ်ဆိုရင်တော့ Futura School website လေးကို check ကြည့်လို့ရပါတယ်ခင်ဗျာဒီနေ့ကကျွန်တော်ရဲ့တက္ကသိုလ်နောက်ဆုံးနေ့ပဲမဲ့လည်းသင်ယူခြင်းနောက်ဆုံးနေ့မဟုတ်ပါဘူးအဆုံးထိကြည့်ပြီလို့ကျေးဇူးများတင်ပါတယ်ခင်ဗျာ